YouTube မှာသူများဗီဒီယိုယူတင်တဲ့သူတွေလုံးဝကိုသတိထားသင့်ပါတယ်။အကိုကဒီတိုင်းအပျော်တင်တဲ့ follower တွေsubscriber မရှိလဲဘာမှပြဿနာမရှိဘူးဒီတိုင်းတင်နေဆိုရင်တော့ပြဿနာမရှိဘူးပဲ။မိတ်ဆွေတို့ monetization အတွက်စူးစမ်းနေတဲ့သူဒါမှမဟုတ်ဆိုကိုယ့်ရဲ့ channel က monetization အောင်သွားပြီပတ်သက်တွေလည်းရနေပြီ။ဒါမျိုးအချိန်မှာမိတ်ဆွေသူများဗီဒီယိုလုံးဝကိုယူမတင်မိစေနဲ့ပေါ့နော်။အဲ့တော့ကျွန်တော်ဗီဒီယိုတင်တဲ့သူတွေအကုန်လုံးကျွန်တော် report တင်လိုက်တာပေါ့နော် report တင်လိုက်မယ်ဆိုတော့ copyright strike ထိတယ် copyright strike ဆိုတာ YouTube channel မှာအပြင်းဆုံးပေါ့နော်။3ခါထိမိတ်ဆွေ channel ကလုံးဝပြတ်သွားမှာပေါ့နော် YouTube ကနေဖျက်ချပြင်မှာဒါကြောင့်မိတ်ဆွေတို့သူများဗီဒီယိုယူတင်မယ်ဆိုရင်လုံးဝကိုသတိထားသင့်ပါတယ် Facebook တွေ YouTube TikTok တွေလို့မဟုတ်ပေါ့နော် TikTok ကတော့ဘာလို့ပဲစားမိတ်ဆွေတို့သူများဗီဒီယိုယူတင်လို့ရတယ်ပေါ့နော် Facebook ကတော့မိတ်ဆွေရတာကိုယ်တိုင်သူများတဲ့အရင်ကြိုးတင်ထားမယ်ဆိုရင်တော့ကျွန်တော် report တင်လို့ရတယ်ပေါ့နော် TikTok မှာလည်းတင်လို့ရတယ်ဒါပေမဲ့ TikTok ကဒုက္ခများတယ်ပေါ့နော် YouTube ကတော့လုံးဝကိုအလွယ်ဆုံးပါတကယ်လို့မိတ်ဆွေရဲ့ဗီဒီယိုတွေအခြားသူတွေကတင်ထားလို့မိတ်ဆွေကပြန်ပြီးတော့ဖျက်ချခြင်းနဲ့သူတို့ channel copyright strike ထိအောင်လုပ်ချင်တယ်ဆိုရင်တော့ကျွန်တော် YouTube channel မှာတင်မိထားတယ်ပေါ့နော်မိတ်ဆွေတို့ဒီမှာ thumbnail ပုံလေးပြပေးထားတယ်အဲ့မှာသွားပြီးတော့ကြည့်လိုက်ပေါ့နော်မိတ်ဆွေဒီနေ့လည်းနဲ့သူများ channel မှာတင်ထားတဲ့ကိုယ့်ရဲ့ဗီဒီယိုဖျက်ချခိုင်းလို့ရတယ်ပေါ့နော်